သောတပန်ဖြစ်ရဘယ်လိုလေ့ကျင့်ရပါသောတပန်ဖြစ်ဖို့အတွက်အကြောင်း၄မျိုးရှိတယ်တစ်မျိုးကဘာလို့ဆိုရင်သောတပန်ဖြစ်အောင်ဟောပြောပေးနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်နဲ့ပုဂ္ဂိုလ်သူမြတ်ကိုစိတ်ကပ်ရမယ်သူစီကဟောပြောချက်ကိုနားထောင်ရမယ်နောက်တစ်ခါမှန်ကန်တဲ့အသိဉာဏ်ရှိရမယ်ယောနိသောမနတိကာရဆိုရယ်မှန်ကန်တဲ့စဉ်းစားဆင်ခြင်မှုရှိရမယ်ဓမ္မနုဓမ္မပฏิပတ်တိဆိုတဲ့လမ်းစဉ်အတိုင်းလက်တွေ့ချင့်ကြံချက်ကိုအထောက်မှုရှိရမယ်အဲ့ဒီအချက်၄ချက်ဖြစ်ရင်တော့ဒါသောတပန်ဖြစ်တယ်အဲ့ဒါတွေနဲ့လေ့ကျင့်ရမယ်သူတော်ကောင်းကိုစိတ်ကပ်ခြင်းသူတော်ကောင်းတရားကိုကြားနာခြင်းတခါမိမိကိုယ်တိုင်ကအတွေးအယူဆမှန်ကန်ခြင်းနဲ့တရားဓမ္မလမ်းစဉ်အတိုင်းလက်တွေ့ချက်သုံးခြင်းဆိုအဲ့ဒီ၄ချက်ဟာသောတပန်ဖြစ်ခြင်းအကြောင်း၄မျိုးပဲအဲ့ဒီ၄မျိုးအတိုင်းလေ့ကျင့်မယ်လိုက်နာချက်သုံးမယ်ဆိုရင်သောတပန်ဖြစ်နိုင်ပါတယ်